はい、こんにちは皆さん。ဒီနေ့မှာလည်းဒီ N4 Speed Master ရဲ့ reading ပုံတူလေးတစ်ခုကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဆိုပထမဆုံးအနေနဲ့မိကုံးလေးဖတ်ကြည့်မယ်ပေါ့။မိကုံးလေးကဝါတာရှိは何が大変だと思いますか။ဇာဝင်ပေးလေးနော်။ဝါတာရှိကတဲ့ဘာကို大変ဆိုတာကပင်ပန်းတာ။ဘာကိုပင်ပန်းတယ်လို့思いますかထင်ပါတယ်တဲ့။ဆိုတော့စာရိုက်ထဲမှာပြထားမယ်ဝါတာရှိလေးကဘာကိုပင်ပန်းတယ်လို့ထင်တာလဲပေါ့။ဆိုတော့အဲ့ဒါနဲ့အဖြေကိုရွေးဖို့အတွက်စာရိုက်လေးသွားပြီးဖတ်ကြည့်မယ်။စာရိုက်လေးက日本ではဂျပန်မှာဆိုလို့ရှိရင်တဲ့今日အခုခေတ်ပေါ့နော်今日တဲ့今日အခုခေတ်ဆိုလို့ရှိရင်自分でကိုယ်တိုင်着物を着ることができる人はあんまり多くありませんအခုခေတ်မှာပေါ့နော်ကိုယ်တိုင်ဒီ着物をတဲ့ဒီ着ることができるပေါ့နော်ကိုယ်တိုင်着物ကိုဝတ်ဆင်နိုင်တဲ့သူကအんまり多くありませんအများကြီးမရှိတော့ပေါ့နော်အများကြီးမရှိတော့ပါဘူးတဲ့誰かにတယောက်စီကို着せてもらいますတယောက်ကိုဝတ်ဆင်စေရပေါ့နော်တဲ့ကနေဆိုတယောက်စီကိုတွားမှဒီကီမိုနိုကိုဝတ်ဆင်စီပါရဲ့တဲ့私はကျွန်တော်ကကြတော့ကီမိုနိုကို着せる仕事をしていますကျွန်တော်ကဒီကီမိုနိုကိုဝတ်ဆင်ပြီးအလုပ်ကိုတဲ့ပြုလုပ်နေတာဖြစ်ပါတယ်လုပ်ကိုင်နေပါတယ်ပေါ့ဆိုတော့3月はတဲ့3လပိုင်းရဆိုလို့ရှိရင်大学の卒業式がありますဒီတို့ဂျပန်မှာဆို3လပိုင်းမှာတဲ့ဒီတက္ကသိုလ်တွေပေါ့နော်大学の卒業ဆိုတာဘွဲရတာပေါ့နော်ဘွဲရတယ်ဘွဲနင်းတပင်ပေါ့ဘွဲနင်းတပင်ကရှိပါရဲ့တဲ့女の人はမျိုးသမီးတွေပေါ့နော်မိန်းကလေးတွေရတဲ့着物で卒業式に出席することが多いので仕事が忙しいですဆိုတော့အဲ့လိုမျိုး卒業ဒီဘွဲနင်းတပင်ရှိတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီသူတို့ရှိတဲ့မိန်းကလေးတွေဆိုလို့ရှိရင်着物နဲ့သူတို့ကအဲ့ဘွဲနင်းတပင်တက်ကြရတယ်ပေါ့ကီမိုနိုကိုဆင်ပြီးတော့မှတက်ကြတာကများပါတယ်တဲ့အဲ့ဒါကြောင့်မို့လို့သူကဒီ3လပိုင်းမှာဆိုရှင်ရှီကိုတိုကအစုကရှိတယ်အလုံးများပါတယ်တဲ့မိုင်းအဆမနက်တိုင်းသူကအဆဟာယခုမနက်ခင်းစောစောစီစီတဲ့お客さんの家に行ってသူ့ရဲ့ customer ပေါ့နော်သူ့ရဲ့ဖောက်တယ်ပေါ့အဲ့လို customer ရဲ့အိမ်ကိုတွားပြီးတော့မှကီမိုနိုကို着せますသူဝတ်ဆင်ပြီးလေးရှိရပေါ့နော်昨日はမနေ့ကဆိုလို့ရှိရင်卒業式က9時からだったのでမနေ့ကဆိုလို့ရှိရင်ဒီသူ့ရဲ့ဘွယ်နင်းတပင်ရပေါ့နော်9နာရီကနေစတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တဲ့朝6時にお客さんの家に行きましたမနက်ခင်း6နာရီမှာပေါ့နော်သူ့ရဲ့အိမ် customer ရဲ့အိမ်ကိုတွားခဲ့ပါတယ်တဲ့ဆိုတော့私はもう慣れましたがကျွန်တော်ကတော့တဲ့ဒီခုလိုစောစောစီးထားနေတဲ့ဟာပေါ့နော်慣れましたが慣れまဆိုတာကျင့်သားရတာもう慣れましたがကျင့်သားရနေပြီဖြစ်ပေမဲ့လို့朝早く起きて準備しなければならないお客さんは大変だと思います。မနက်ခင်းစောစောစီးထားပြီးတော့မှဒီကီမိုနိုဝတ်ဆင်မှုအတွက်ပေါ့နော်ပြင်ဆင်လို့ရှင်မရဘူးပေါ့ပြင်ဆင်ရမယ်ပေါ့準備しなければならないဆိုတော့ပြင်ဆင်ရမယ်မှာဖြစ်တဲ့ဒီ customer အတွက်ကတော့တဲ့大変だと思います大変だといつも思いますခက်ခဲမှာပဲပေါ့နော်ပြင်မှာပဲလို့တဲ့いつもအမြဲတမ်း思いますတွေးမိပါရဲ့တဲ့ဆိုတော့ဒီမှာဆိုသူပြောထားတာစာပိုက်လေးမှာသူပြောထားတာကဒီမှာမေကွန်းလေးစောနာမေကွန်းလေးကဘာကိုထိုင်ဟန်တာတော့အမွေးမတ်ကဆိုနောက်ဆုံးပိုင်းလေးမှာပါတယ်သူပြောလိုက်တာဓာတ်ရတယ်နော်ထိုင်ရကူဒီโอเคကုဆောင်ကပြင်ဆင်ရတာပြင်မမယ်လို့တော့ထင်နေဆိုမှပြောထားဆိုတော့အဖြေလေးကိုတောက်ရခြင်းပဲပေါ့နံပါတ်1ကဝါတာရှိက朝早く仕事に行くことတဲ့ကျွန်တော်မနက်ခင်းစောစောစီးစီးအလုပ်ကိုသွားရတယ်ရတယ်သူမနက်ခင်းစောစောစီးအလုပ်ကိုသွားရတာကသူတို့ကပင်ပန်းဦးလေနော်သူကနာရဲမတ်တာလို့ပြောထားမို့နာရဲမတ်တာလို့ပြောထားတဲ့ကြောင့်မလို့အဖြေကနံပါတ်1မဟုတ်နံပါတ်2ကကြတော့学生がတဲ့着物のために朝早く起きることကျောင်းသားကဒီကီမိုနိုဝတ်ဆင်ဖို့အတွက်မနက်စောစီးထားရတဲ့အကြောင်းများထားရတဲ့ဟာပေါ့နော်ထားရဟောက်တာပြင်မယ်လို့ထင်တယ်ဆိုတော့အဲ့ဒါကဆောနာပြောရဲဘောကပြောထားရတယ်ဆိုဒီနံပါတ်2ကအဖြေကတရက်ပြီးထားတာပေါ့နော်တရက်ပြီးထားဖြစ်လို့ကြောင့်မို့အဖြေကနံပါတ်2စဉ်ဆုံးပေါ့ဒါမဲ့နံပါတ်3နဲ့4ကိုဖတ်ကြည့်လိုက်နံပါတ်3ကကြတော့3月に卒業式がたくさんあることတဲ့3လပိုင်းမှာဒီ卒業ဒီဘွယ်နင်းတပင်ကြီးအများကြီးရှိတဲ့ဟာကိုသူကထိုင်ဟန်လို့ထင်တာ卒業ရှိတဲ့ကြောင့်မို့သူထိုင်ဟန်လို့မထင်ဘူးလေနော်အဲ့ဒါကသူ့ရဲ့အလုပ်သူက忙しいလို့ပဲပြောထားအဲ့မှာတော့ထိုင်ဟန်လို့မပြောထားဘူးအဲ့ဒါကြောင့်မို့လို့မပင်ပန်းဘူးလို့မပြောထားပင်ပန်းတယ်လို့မပြောထားဘူးပေါ့နော်အဲ့ဒါနံပါတ်3လေးမဟုတ်နံပါတ်4ကကြတော့学生がတဲ့毎朝早く起きなければならないことကျောင်းသားကတဲ့သူကျောင်းသားကပေါ့နော်မနက်တိုင်းစောစီးမထရင်မရဘူးစောစီးထားမယ်ဆိုရရတယ်
ဆိုတော့အဲ့လေကသူကပေးထားတာနဲ့ကိုက်ညီတယ်လို့ပါလို့ရှိနေတယ်ဒါလည်းအဖြစ်မဟုတ်သေးဘူးသူကမနက်တိုင်းစောစီးထားတဲ့ဟောက်ပင်မနဲ့ထင်တာမဟုတ်ဖြစ်နေဒီနက်ပိုင်းစောစီးထားတော့မှဒီလို3လပိုင်းသူတို့တက္ကသိုလ်ဘွဲနင်းတပင်ဘွဲယူဖို့ပေါ့နော်ပြင်ဆင်ရတဲ့အတွက်ကြောင့်မို့မနေ့ကစောစီးထားပြီးလုပ်ရတဲ့ဟာပေါ့အဲ့ဟာကိုပဲသူကပင်မနဲ့လို့ထင်တယ်ကီမိုနိုဆင်မှုတော့လीနော်ပင်မနဲ့လို့ထင်တာဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အထီကနံပါတ်2はい今日はここまでです